သုံးမလို့သေးလို့လက်ရှိသုံးနေတဲ့ဘက်ထရီတွေက acetic ကိုသွန်းဒီတိုင်း6လမ်းပြီးသိမ်းလိုက်ရင်နောက်နှစ်အတော်ကြာတဲ့အခါဒီဘက်ထရီကိုပြန်အသုံးပြုလို့ရမလားဆိုတဲ့မေးခွန်းမျိုးကျွန်တော်တို့ရှိလာမိတတ်ကြပါတယ်တကယ်တော့အဲ့ဒီလိုမျိုးပေါ့နော်ဘက်ထရီကို acid သွန်းပြီးတော့သိမ်းထားရင်အချိန်အပိုင်းခြားအနေငယ်ဆိုရင်တော့ပြန်အသုံးပြုလို့အဆင်ပြေပါတယ်ဒါပေမဲ့အခုလိုနှစ်နဲ့ချီပြီးကြာမယ်လနဲ့ချီပြီးကြာမယ်ဆိုရင်တော့အဆင်မပြေပါဘူး။ဘာကြောင့်ပြန်သုံးဖို့ခက်တာလဲဆိုတော့အဆင်မရှိပဲဒီနေ့ထိတွေ့နေတဲ့ cable ပြားတွေကအရင်ကျွတ်ဆက်သွားပါတယ်။နောက်အချိန်ကြာကြီးပြစ်ထားတဲ့အတွက် plate ပြားပေါ်မှာ surface တွေအရင်တက်သွားပြီးတော့အသွင်ရင်တောင်လျှက်စစ်တက်ကိုလက်မခံနိုင်တော့တာမျိုး short တက်တာမျိုးဖြစ်သွားနိုင်ပါတယ်။နောက်တစ်ခုပြောရမယ်ဆိုရင် acid ပြန်ထည့်ပြီးအသွင်တဲ့အခါဒီပျက်စီးနေတဲ့ plate ပြားတွေကအကျွေလွှဲတာကြောင့်ပေါ့နော်ဘက်ထရီအတွင်းပိုင်းမှာ short ဖြစ်ပြီးတော့အပူလွန်ကဲတာအိုးကွဲတာဖြစ်သွားနိုင်ပါတယ်ခင်ဗျာဒါကြောင့်ကိုကတကယ်ကိုအသုံးမလို့တော့ဘူးဆိုရင်တော့ဒီဘက်ထရီကိုအသုံးဝင်မဲ့သူရှိပြန်ပြီးတော့ရောင်းပေးတာမျိုးပေါ့နော်အဲ့လိုမျိုးပေါ့နော်တကယ်အသုံးပြုမဲ့သူစီရောက်သွားတာမျိုးကပိုပြီးအဆင်ပြေပါတယ်လို့အကြံပေးပါရစေခင်ဗျာ